အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒီနေ့မရောက်ဖူးတဲ့မြို့တစ်မြို့ကိုတွားပြီးခီးတွားမှဖြစ်ပါတယ်ခုမနေ့9နာရီကျော်ထပြီးတော့အလှပြင်ဆင်နေပါတယ်
ကဲဒါတော့ဒီမှာစန်ဒေးမှာဖျားကြောင်တက်ခဲ့နေရပါရှင်တောင်ပေါ်ကနေကြည့်တော့လူလာပါတယ်ဒါရွှေလေးပြမျိုးမှာဖြစ်ပါတယ်မိုးပေါ်ကနေတွားမယ်ဆိုရင်တော့နိုင်ဝက်လောက်တော့တွားရပါတယ်ရှင်ဒါတော့ကျမတို့အခုမိုးပေါ်မျိုးလမ်းမြင်နေရတဲ့ view ပါရှင်ကျမရောက်လက်စားနဲ့ဖျားကြောင်မှာတဝိုက်ကိုလိုက်ပြီးတော့ရိုက်ပြပါမယ်ဖျားကြောင်ပတ်ဝန်းကျင်ကိုဖျားကြောင်တော့ကျူးပါပဲတို့ဒီမှာဖျားဘုဒ္ဓရှိတောင်းလာတော့ဒီအခုကျမပြရိုက်ပြနေတဲ့တို့လေမောင်ရောင်နဲ့နမပဲဖျားရှိခိုးကြတယ်ပေါ့နော်အခုမြင်နေရတဲ့ဒီဖျားကြောင်ကြီးမှတော့မရှိခိုးကြပါဘူးဘာလို့လဲမသိဘူးဖျားကြောင်ထဲမှာတော့အခုတော့ပလာဟင်းနေမှာပဲဒါတော့ဂျာမဖျားကြောင်တက်တဲ့ချိန်မှာရိုက်ဖြစ်ခဲ့တာလေပေါ့နော်ဖျားကြောင်အပြင်မှာဒီမှာကော်ဖီပင်တွေ့လို့ကော်ဖီပင်လေးရိုက်ခဲ့ပါတယ်ဒါတော့ကော်ဖီတီးလို့ခေါ်ပါတယ်ရှင်ပြီးတော့ဒါတော့ဖျားကြောင်နဲ့တိတ်မနီးမဝေးတနေရာပေါ့နော်တခင်ယေရှုတောင်လို့ခေါ်ပါတယ်ရှင်အရင်တော့အဲ့ဒီပတ်ဝန်းအဲ့ဒီတင်ရှူတောင်ပြပတ်လေမြက်တွေတော့မရှိဘူးရှင်းလင်းနေအခုမှပဲလွတ်ဖြစ်သွားတာပေါ့နော်ဒါတော့ရှိလေးပြန်မြို့တနေရာမှာရှိတယ်ကွက်တစ်ခုရဲ့ view ဖြစ်ပါတယ်အဲ့ဒါတော့ကြောင်းလို့ခေါ်ပါတယ်ဒီမှာ view ချပြတဲ့ဟာတွေပေါ့နော်ဒီမှာကိုလည်း YouTube နဲ့အဲ့ဒီဆိုင်ပုံနေရာမှာတော့တော်တော်များများလည်းတပုံရိုက်ကြတယ်ပေါ့နော်ဒီမှာတော့မရောက်ဖြစ်လို့မရိုက်တော့ပါဘူးလို့ကဲဒါတော့နောက်တစ်နေရာပါဒါမိုးကုန်းမြို့ထဲမှာရှိတဲ့ဖျားငါးစုလို့ခေါ်ပါတယ်ဖျားငါးစုတော့ကိုဒီမှာတောင်တက်နေပါပြီဒါတော့ဖျားငါးစုပါရှင်ဒါတော့ဖျားငါးစုနေပြီးလမ်းမြင်နေရတဲ့မိုးကုန်းမြို့ရဲ့ view ပါရှင်ဘုံမျိုးကကြည့်လိုက်လို့ရှိရင်တီလေးလိုနဲ့တကယ်တမ်းအဲ့ဒီထိတ်ကနေတောင်ထိတ်ကနေပြီးတော့လူပြူပွင့်ကနေလမ်းကြည့်လို့ရှိရင်တော့အရန်ကျဲပါတယ်ကျွန်မပြီးဆိုတော့မှရှေ့ကြီးရိုက်လိုက်ရတယ်မျိုးအရန်ကျဲလို့နော်ဘာပြီးပဲလေးမှာတိုင်နေဝင်တောင်နေဝင်ရထားပြီးတော့မျိုးကအလေခေါင်မှရှိတယ်သူများပြောရတော့ဒေဦးလေးမှနေတယ်လို့မျိုးပုံစံပါပဲတဲ့ဒေဦးလေးကမျိုးလိုမျိုးပဲတဲ့ဟင်ကျမကြားရတယ်လို့ပြောရပါတော့ကျမလည်းမသိပါဘူးကဲဒါတော့တနေရပေါ့နော်ဒါရှုခင်းတာ view point လို့ခေါ်ပါတယ်ဒါရှုခင်းတာ view point ကနေပြီးတော့မြင်နေရတယ်ရှုခင်းနေပါပဲဒီအောက်မှာရှိရဲ့အဲ့ဒီမြို့ကလေးတော့လေဦးလို့ခေါ်ပါတယ်လေဦးမြို့လို့ခေါ်တယ်ဒါတော့မူကုန်းမြို့ထဲပေါ့နော်ကဲကျမရဲ့လေတာတော့ဒီလောက်ပဲလေဖြစ်သွားပါတယ်ကျမရဲ့ဗီဒီယိုဆုံးတဲ့ဒီကြည့်ပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်